မိန်းမတွေကသစ္စာမရှိဘူးဟုတ်လားအေးအဲ့မိန်းမတွေသစ္စာရှိပြီးချစ်ပေးခဲ့တော့ကမင်းတို့ကောင်တွေကတန်ဖိုးထားခဲ့လို့လားငါလိုးမှသားများဒီစကားမပြောနဲ့အဲ့စကလုံးကိုလေမိန်းကလေးတွေကပြောတယ်ဆိုရင်ထားပါတော့နားထောင်လို့ကောင်းပြီ तू ကဘသူ့ကိုပြောနေရဘသူ့ကိုထိလို့နားနေတာတော့ဟမ်ခင်းမြတကလည်းပြောကြတော့你别笑ငါကုန်းမဝင်ဖိုက်တာဘာတွေပြောကြလဲသိလားစမှုကာကွယ်ရေးဦးစီးချုပ်တယ်哎呦我的妈ငါပြောတာမဟုတ်တော့ကုန်းမနဲ့ရကောင်တွေပြောတာနော်ငါလည်းမရှင်းလို့ငါလည်းတရားပြန်ပြီးနားထောင်ကြည့်တယ်ရနားထောင်ကြည့်တယ်မိန်းကလေးကပြောတယ်ဆိုရင်တော့ငါလက်ခံလို့ရပါလေယောက်ျားလေးကထပြောတယ်ဆိုဘသူ့ကိုထိလို့နာတာဘသူ့ကိုကာကွယ်ပေးတာတော့ဘသူတွေကသူ့ကိုနာကြီးချက်တွေလှုပ်ထားတော့ဘာကြိုက်တွေပြောနေရလဲမသိဘူးနော်ဘာမှမဟုတ်ချစ်လို့စားတာလို့တက်စားတာတကယ်ကောင်းနေပြီ